19ရက်6လ2025ခုနှစ်မှာကြာရောက်တယ်။အမေဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အတွက်အမှတ်တရကဗျာ80ရွတ်ဖတ်ခဲ့တဲ့တဲကကဗျာဆရာကိုချမ်းငိမ့်ရေးသားထားတဲ့ကဗျာ16ပုဒ်စုစည်းမှုဖြစ်ပါတယ်။မွေးနေ့အမှတ်တရကဗျာ80အတွက်ကဗျာတွေကိုရွတ်ဖတ်ခွင့်ပြုတဲ့ကိုချမ်းငိမ့်ကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကဗျာနံပါတ်17လင်းနိုများတောင်ပန်တွေရှိပေမဲ့သူတို့ကကြွက်တွေလိုတွင်အောင်တရဝါတွေပါမိမိတခါတော့ငါဆိုပြီးမြင်းညိုကြီးနဲ့ရွှေထီးနဲ့အစချီပြီးပုံမြင်တွေလည်းပြောရကြတယ်တကယ်တော့သူတို့ဟာဆောင်းရာသီရဲ့တစ်ကိုင်းကြောက်ကြီးလိုမီးတောက်လည်းမသိင့်ပန်းလည်းမပွင့်နဲ့အိမ်မက်အသေးတွေနဲ့ပါမိမိခစ်ကိုဖြတ်တဲ့လမ်းမှာတန်ဖနက်ကြီးကြောင်ရေစီးတဲ့နစ်နေတာတော့ဖနက်ချွတ်ရကောင်းမှမသိအောင်ဖနက်ထဲမှာပိတ်လောင်ခံနေရတာမိမိခါကုန်းနေတဲ့တမိုင်းနဲ့ဂန်နဝင်တက်ကရစ်တွေအခုထားရရတော့မယ်လေစီးချောင်းကိုမသိရင်ရွက်ဘလို့တင်မလဲရေစီးချောင်းရဲ့မောင်းနှင်အားမသိရင်ကန်းကိုဘလို့နှင်နိုင်မလဲကိုရေးရာဇဝင်ဆိုတာနက်ခတ်မှားလို့ရရင်ရမယ်ရက်တီဆိုတာကတော့ကျဲဒီတလုံးမှားတက်ယုံနဲ့အားလုံးမှားမဲ့ဝေယုံဆန်နေအခုအားလုံးပြီးတော့မယ်မိမိတောင်ပန်တွေမပါပင်မဲ့လမ်းတွေကရွေ့နေကြပြီသူတို့ကတော့တောင်ပန်တွေဖြန့်ပြီးတွင်းနဲ့ကြီးတွေစီပြန်ဝင်နေကြရဲ့ချမ်းငိမ့်ငါတို့မျိုးဆက်တော်လှန်စာစဉ်အတွဲနှစ်အမှတ်8ကဗျာနံပါတ်22နောက်ကျောကလူရန်သူကတိတ်ပြီးရန်သူပိတတယ်မြနှင်းစီရန်သူရဲ့မိတ်ဆွေတွေကလည်းရန်သူရဲ့မိတ်ဆွေတိတ်ပိတကြတယ်ဒါပေမဲ့ကွယ်ငါတို့ရဲ့မိတ်ဆွေတွေကတော့မိတ်ဆွေပိတဖို့ပြက်ကွက်နေကြလေရဲ့ရန်သူကငါတို့ကိုရန်သူလို့တိတိပပအတိမှတ်ပြူတာတောင်မှငါတို့မိတ်ဆွေတွေကတော့ကြောင်ပြောင်နေကြစေကွယ်မြနှင်းစီရန်ငါမပြတ်တဲ့မျိုးဆက်ကြီးတော်လောက်ပါပြီကွယ်တောင်ဆွဲမှာနေကွယ်တိုင်းဇက်တော်ကြီးပြီးသွားတယ်သူရဲကောင်းတွေကိုတတ်တဲ့ပွဲခင်းတွေကဝေလီဝေလင်းနက်နက်ကိုငါတိတ်မုန်းတယ်မြနှင်းစီရန်သူကိုငါတို့မကြောက်ပါဘူးမိတ်ဆွေတွေကိုလည်းငါတို့မဖောက်ပြားပါဘူးဒါပေမဲ့မြနှင်းစီဒီကာလမှာမိတ်ဆွေတွေကိုတုံ့ပြန်ရတာကရန်သူကိုရင်ဆိုင်ရတာထက်ပိုခက်တယ်ကွယ်ဓားတွေရဲ့ရာဇဝင်မှာရန်သူကိုတတ်တဲ့ဓားနဲ့မိတ်ဆွေကိုတတ်တဲ့ဓားဘယ်ဓားကပိုများမယ်ထင်တယ်လဲအထင်ကြီးဓားတွေကတော့မိတ်ဆွေပိုများခဲ့တဲ့ဂျူလီယက်စီဇာရဲ့ဓာအချက်20ကျော်မှာမိတ်ဆွေတွေရဲ့ဓာချက်ကပိုနှက်ခဲ့တဲ့ကွယ်ချမ်းငိမ့်ဂျွန်6ရက်2023ကဗျာနံပါတ်29အစ္စတကောက်ကြောင်းအိမ်ရှိမှာပန်းတွေပွင့်ပြန်ပြီအ
တိတ်ကလွင့်ပြဲသွားတဲ့အချိန်စကားမှာကျွန်တော်ဘာတရားမှမရသေးပါဘူးမနှင်းစီကြီးကြီးကြောင်ကြည့်ဘလို့ပဲကြည့်ကြည့်ဒုက္ခအတီးနဲ့ကဘာမှာတော်လန်ရေးတည်တာလွတ်မြောက်ရပါမနှင်းစီပုံကန်လိုစိမ့်မှမရှိရင်လူဟာအိတ်နေတာနဲ့အတူတူပါပဲတဘဝလုံးအိတ်နေတဲ့လူတွေကျွန်တော်တွေ့ဘူးတယ်မနှင်းစီသူများပါဇက်နဲ့လမ်းဆုံးတေပြီးနောက်နဲ့လူညွန့်တုံသွားကြတာပါပဲကျွန်တော်လဲဘုံဘုံလဲကြမတက်တဆောင်းလုံးရေငတ်တယ်လို့ပရိပခါတွေနဲ့ကိုတစိကက်ကြည့်မိရဲ့မတိကြပါဘူးမေ့လွယ်ပျောက်လွယ်ကဘာမှာကိုအကြိမ်ကြိမ်စစ်ကြည်ညာနေရစေပါချမ်းငိမ့်28ရက်5လ2025ကဗျာနံပါတ်34ထားခဲ့ဒီလန်းခွဲမှာကဘာနှစ်ချမ်းကွဲပါစေထားခဲ့လူစုပြီးခွာဆောင်ခတ်အသက်နဲ့ကျက်အချိုးမကက်သူတွေကိုထားခဲ့တန်လျာတစ်ဖြက်မှာခြေစုံရက်ပြီးနေရာမက်သူတွေကိုထားခဲ့ငါဆွေကိုအတင်းကန်ငါကန်းကိုအတင်းတက်တဲ့အဲ့ဒီရိုးရာဇက်ကိုတခန်းဖြတ်ပြီးထားခဲ့ကိုထူကိုထစနစ်မှာကိုလိုရာကိုသူများစီမှာမရှိကြောင်းစလုံးပေါင်းမပြတော့နဲ့ထားခဲ့ပြားရည်ခွေးမရက်လို့ကိုလေတလက်ခံအလိုအငွေ့ပြန်ပါစေထားခဲ့သူတို့ကျေးဇူးမူးလို့ပင်ရှုစရာမရှိဥဝင်းတင်ရဲ့စကားထားသွားလို့ထပ်ပါစေချမ်းငိမ့်19ရက်5လ2025ကဗျာနံပါတ်40မမျော်လင့်နဲ့ဘာလို့ကျင်တာလဲစုမိဆောင်မရအောင်ဒီရေးမှာခမညာဘာတွေးနေလို့လဲကျွန်တော်အတွက်သပင်ဖြူဖနက်ပါရေးကတိုင်းပြည်အတွက်လို့တွေးရမှာတော့ရှက်မိနေတာဒီရေးစီကုံရောင်းဖို့ဖောင်းစည်းသွားတဲ့ခရီးမဟုတ်ဘူးဒီလိုကန္နာရနှစ်အထွေထွေမှာရှင်တန်ရတာတော့အပြစ်ရှိတယ်လို့ခတ်နေကြတာခြေပလာတွေအသက်ပလာတွေဒဏ်ရာရနှလုံးသားတွေနဲ့အားလုံးစစ်ကိုထွေးပိုက်အနာဂတ်အတွက်တိုက်နေကြတယ်မအေးကြသေးဘူးစီးသွားတဲ့အချိန်မြင့်မှာမျက်ရည်တွေသွေးတွေနဲ့အချိန်တိုင်းနှွေးလို့လေခမည်းကအဆွဲလို့ကျန်တို့နဲ့လဲပြင်းနဲ့မင်းသိကြောင်နဲ့နောက်ပိုင်းပြောင်းနေတာမမျော်လင့်နဲ့ဒီခီးမှာအခွင့်အာဏာဆိုတဲ့ပန်းလမ်းတိုင်းမှာမရှိဘူးချမ်းငိမ့်3ရက်5လ2025ကဗျာနံပါတ်44ကဘာမကြည့်တဲ့ကဗျာနနခင်းမရှိတဲ့မြေမှာလေကောင်းလေတန်းတို့ပုံကွယ်နေကြဆဲပါကွယ်ဆိုရှယ်မီဒီယာမှာဘောင်းလံအောင်ပွင့်ပြနေတဲ့ပန်းတွေစီကကျွန်တော်ဘာရနန်းမှမရဘူး
လှိုင်းလေထန်တဲ့ရီလဲမှာကိုရမဲ့လှေငယ်တွေကမ်းကိုမျောလို့မုန်တိုင်းနဲ့ပျော်ဝင်နေစေပါတငယ်ချင်းရေခြေစင်းကစပြီးမှားခဲ့တဲ့တခြင်းကိုကျယ်ရီကြွေတိုင်းကြိတ်ဆိုနိုင်ငံတော်ငိုတဲ့တခြင်းငါဆက်မကြီးကျင်တော့ဘူးကွယ်ချမ်းငိမ့်21ရက်3လ2024ကပကပြနေ့ကပြနံပါတ်48မရင်ကြီးတဲ့ကပြနေသားတဲ့တနေ့စိတ်ကူးတွေနေအောင်ပေါ်ဖြန့်ခင်းနိုင်ငံတော်တခြင်းကိုတငယ်ချင်းတွေနဲ့အတူဆိုမယ်ဒါကျွန်တော်စိတ်ကူးပါနှင်းရောမိုးပါမီးတောက်တွေဆွဲနေတဲ့မြေမှာနှွေချောင်းထွေကာလီကာလင်ငါဖွဲ့စရာမရှိလာပါဘူးအမှောင်နဲ့ထုံးနှောင်တဲ့ခေတ်300ဒီလုံးစစ်သုံးစစ်မို့ဘယ်ရာဒီကများချစ်စရာရှိလို့လဲကြီးကြီးကျယ်ကျယ်ခေါင်းစဉ်တက်ပြီးတရွက်တွေပန်းတွေကန္နာတစ်ပင်တွေရဲ့ချီနှောင်ရာကမ်းတွေအတိတ်ကိုရင်ခွဲပတ်လက်နဲ့ကြပြားစရာအဖြစ်စကလုံးတနတ်တွေစိတ်ရှိတိုင်းထထပြစ်မိခဲ့ဥပခါစိတ်နဲ့ကိုရိုးရိုးမှန်မှန်လူသားဆန်ကြောင်းအလှပါနဲ့အချစ်ကြောင်းဒါတွေကျွန်တော်ရေးခြင်းပဲမယ်ကံကြောင်းတွေပြောတဲ့ပညာရှိတို့ရဲ့နိုင်ငံတော်မှာကံမွဲသူတယောက်ဖြစ်တော်လှန်သူတွေရဲ့ဘက်ကဘုံအပိုတစ်ထပ်မှာပဲကျွန်တော်ရက်မိတယ်စစ်ကဥပဒေတာတစ်ခုအဖြစ်ယက်တီချက်ဆန်ဖြစ်လာတဲ့အခါလူရင်ကြီးတယောက်လိုစိတ်ဆန္ဒတွေဘလို့ချုပ်တီးမလဲမဖွဲမရခစ်ကြီးရဲ့လွတ်မြောက်ရာလမ်းကလေနွန်အိုင်ကြီးလိုမဲနဲ့နေတာမို့ခစ်ကတောင်းတဲ့အတန်တိုင်းမြစ်ကိုဆန်လို့ရိုင်းကြရုံသာဒီလိုနဲ့တချင်းကအလင်းစီအလင်းကခစ်စီသွားနေတဲ့ခြေလမ်းတွေပန်းနိုင်တွေ့တဲ့တနေ့အားလုံးရင်ကျေးသွားမှာပါချမ်းငိမ့်14ရက်3လ2024ကပြနံပါတ်50ဓာတရားဓာမထက်လို့တရားမပြတ်ခဲ့ကြတာဓာထက်ဖို့ဆိုတရားပြတ်ဖို့လိုတယ်ဓာတုံးနဲ့ကြောက်တုံးအားဘလောက်သုံးအမုံမဲထွက်မယ်ဓာမထက်ဘူးဓာမထက်ရင်တရားမပြတ်ဘူးဓာတရားထက်ဖို့ຫນွေဦးမှတ်ကြောက်ပေါ်ဓာကိုထအောင်သွေးတရားကိုပြအောင်ရေးဓာရောင်တလက်လက်ဘလူးသမိုင်းကိုဖြတ်ຫນွေဦးနဲ့သွေးတဲ့ဓာခုတ်တိုင်းတရားတယ်တရားပြတ်သူဒိုင်မကူကြီးချမ်းငိမ့်19ရက်2လ2024ကပြနံပါတ်55ဖာမြူဒါရဝွန်ရှီမောခြင်းကိုငါတို့မေ့နေကြတာຫນွေဘယ်နှခုရှိပြီလဲຫນွေရဲ့အမှောင်တို့တယ်မိုးကလည်းတဲတဲလာတယ်မိုးတဲလာတိုင်းငါတို့ထထဆဲမိကြတာပါပဲလေကနံရံမော်ကပြစ်ကရင်အသေးစာရွက်မှာပျော်ရွှင်စရာနေ့ရက်တွေခိုးဝှက်ခံထားရတာကြာလှပါပြီ
နာယီနောက်ပြန်လဲနေတဲ့ကဘာတစ်ချမ်းမှာရှားသေးကလည်းကြံ့လှကျယ်ရီဘလောက်လက်လက်အမှောင်ကလည်းနှက်လှဒုက္ခလို့ညည်းရအောင်ကလည်းဒုက္ခမှလည်းလှလှနေပေါ့ဟောຫນွေရဲ့အမှောင်တို့တွေမိုးကတဲလာပြန်ပါပြီချမ်းငိမ့်20ရက်4လ2025ကပြနံပါတ်59ပြန့်လွင့်မှုများစိန်ပန်းပွင့်တွေလွင့်ငနေကြွေခဲ့တဲ့တနင်းကနွေရဲ့အစိတ်တက်မှုနဲ့ကဘာမြေဟာမိုးဝေနေစေပဲစောင်းကိုကျိုးတဲ့တိမ်တအုပ်ကရေခဲပွင့်လေးတွေဖြစ်မြက်ခင်းပြင်ကိုပြစ်ပေါက်လာခဲ့တယ်စောင်းဦးနေ့ရက်တွေရဲ့ခတ်ထန်အေးဆက်မှုဟာတရွက်စိမ်းလေးတွေပေါ်ရက်ဆက်လွန်နေကဘာမြေဟာตายာခြင်းနဲ့ဘယ်တော့မှနေသားတကြမဖြစ်ခဲ့စစ်ဟာမှော်စရာဖြစ်မိကိုရှာရီနဲ့တိမ်ကြုံရစ်ပတ်လှန်စွတ်တက်ထားတဲ့ပါဇက်နဲ့ကဘာကိုမျိုးချပစ်ခဲ့တယ်မြောက်ပြန်လေးတွေရဲ့ကျန်းစာတစ်ပုဒ်ကစောင်းဦးကိုနှုတ်တိုက်တင်ပေးသွားတဲ့ခါရာကစစ်ဆိုတာနိုင်မှတရားတာတဲ့ကျိုးရီတထောင်ထောင်ပြတ်တဲ့အထိကီမညိသေးတဲ့တခြင်းတွေဂီတာအိုလေးကိုပွေဖက်အတန်တွေအပ်တဲ့အထိဆက်ဆိုနေမိတယ်စိတ်ကြီးဝင်မှုတကားကားနဲ့လွင်ပါသွားတဲ့တိမ်တွေလိုတောင်တွေကိုလှေကားဖြစ်စိတ်ကူးနဲ့ထစ်နေခဲ့တယ်ဒုက္ခဆိုတိုင်းကိုမိတ်ဆွေကြီးဖြစ်သွားတဲ့ဘဝဟာကိုရပိုင်ခွင့်အလှပဲလို့ထင်မိတော့တယ်ရေစက်ရေပေါက်ဖြစ်ဘယ်မျက်စီမှမရောက်ခဲ့တဲ့ဖြစ်ကိုလေကန္နာရမှာကျွန်တော်ပြန်ရှာကြည့်ခြင်းနဲ့လူဆိုတာဘယ်သို့ညာသို့ဆိုတဲ့ဂလန်ကလားစကားတွေလိုရာထက်ပိုပါတယ်အားလုံးဟာစင်တူရိုးမမို့ပုံမှားရိုက်စရာတွေကြီးပါပဲအစုံးမတွေအတုံးယုံလဲပြိုခဲ့ပါပြီအားလုံးရိုးသားသူဆိုတာကြီးပါပဲအခုတလောတော့ကျွန်တော်ဗလာစာအုပ်ခေါင်းစဉ်တိုင်းကိုຫນွေဦးကြီးပဲတက်မိတယ်ခြီတိုင်းမွဲမွဲလေးမှာမန်းနဲနဲလေးတင်းမိယုံမှာမဆုံးမှုထင်ရပေမဲ့စယုံလိုက်တာနဲ့နှောင်ကြိုးတွေထောင်ကနေပြက်တောက်အဲ့ဒီမှာသူတို့ငါပါမှောက်တော်တာပါပဲချမ်းငိမ့်29ရက်10လ2024ကပြနံပါတ်63ကြောပြင်ပေါ်ကဒဏ်ရာသို့မဟုတ်မိမိဝါဖို့ကပြနောက်ကြောကဒဏ်ရာတွေအတွက်မင်းတုံ့ပြန်ဖို့တန်ရဲလားမိမိဝါတည်တယ်ဆိုတာဝေဒနာတရက်မှမဟုတ်တာပဲမင်းနာကျင်နေသေးရင်အဲ့ဒါရှင်တန်နေလို့ပါပဲဒဏ်ရာတွေကိုတောင်ပန်လုပ်ပါလေးတန်ကြားပြီးမှတော့ပတ်ဝန်းကျင်ဆိုတဲ့ဂိုင်းပြားလောက်လေးမှမနာပါနဲ့အနီးနာတော့အုပ်မှာမုတ်ဆိုးတွေလည်းခြေရှုပ်တတ်တယ်ထားခဲ့လိုက်တော့မိမိဝါလူဆိုတာရစရာမရှိတော့ရင်မေ့လွယ်ကြပါတယ်မင်းတောင်ပန်တွေအလေးမခံပါနဲ့တောင်နှန်းကြီးကိုလွှတ်ချအသက်ကိုဝဝရှူလိုက်ပါနောက်ကျောပြင်ကဓာချက်ဟာဘ
သူလက်ချက်လဲဆိုတာသိစရာမလိုပါဘူးမျက်နှာချင်းမဆိုင်ရဲတဲ့ရန်သူဆိုတာတုံ့ပြန်ဖို့တန်တဲ့အတန်းစားမှမဟုတ်တာပဲထားခဲ့လိုက်ပါမိမိဝါအသုံးမလိုတဲ့အခါမင်းဘက်မှလည်းဘသူမှရှိမှမဟုတ်တာထားခဲ့လိုက်ထားခဲ့လိုက်ထားခဲ့လိုက်တော့မိမိဝါကြောပြင်ပေါ်ကဒဏ်ရာတွေကိုတောင်မှန်လို့အဲ့ဒီတောအုပ်ထဲကပြန်ထွက်ခဲ့ပါချမ်းငိမ်ကဗျာနံပါတ်69ခရီးလှေပြက်ထဲငိုင်မြီးနေတဲ့လူတစ်တိုက်ကိုပါရိုက်ပြီးနှိုးလိုက်ခြင်းနဲ့တက်အပိုးပါပေမဲ့လက်အစိုးမခံခြင်းလို့အိတ်ချင်အောင်ဆောင်နေကြရင်နေခဲ့ဤခီကြောက်ဆောင်ရေဝဲလှိုင်းထန်မြဲမို့သွေးမရဲရင်နေခဲ့ရေဆန်မှုခြေကန်ထားခြင်းရေစုံကိုကြုံတယ်လို့မျောကျင်နေကြရင်နေခဲ့ရေစံလေပြင်းမုံတိုင်းတိုးခွင်ခရီးပြင်းမှာမနီးပန်းတိုင်းစိတ်မခိုင်ရင်နေခဲ့အင်းအားမဆိုင်စုံလိုက်ချင်လို့ဆက်ပြပူပေါင်းကိုတွဲခိုမိုးပြိုမှာကိုကြောက်ရင်နေခဲ့ရှေးခွက်လဲပတ်လှေတက်လဲခတ်မုံတိုင်းကိုခွင်းဝဲကိုနင်းလို့ယုံကြည်ချက်နဲ့စံတက်ချင်းသွေးမပြတ်တဲ့သူတွေလိုက်ခဲ့ချမ်းငိမ်ကဗျာနံပါတ်69ခရမ်းပြမြင်းရိုင်းတို့ကျေးလက်ကခြေထောက်နဲ့ကဘာတစ်အထိရှောက်ခဲ့တယ်တော်လှန်စစ်နဲ့ရွေ့ရင်ရွာဖြစ်သွားတဲ့ကဘာမှာတစ္ဆာရှာရင်တရွာဝင်တရွာထွက်အလင်းရောင်ကိုပွေဖက်ရင်အမှောင်ခွင်းဖို့ခရီးဆက်ခဲ့တယ်တိမ်တဆုပ်နဲ့ညိုမွဲမွဲငှက်တအုပ်အနားဆုံနေတဲ့ကောင်းကင်ပြောင်ရိုးပြတ်တို့လွင်ပြင်မှာဇာတိကရွေမြစ်ကိုမှန်းလို့လွမ်းနေခဲ့တယ်။ຫນွေဦးအလွမ်းစက်မှာလူယွန်းရွာပြန်ကိုပြန်ဖက်ရင်ဒီနေ့လိုနေတဲ့တန်လက်သီးနဲ့ရေနဲ့မီးကိုအချိုးချအမှုပညာနဲ့တော်လှန်တရားကိုဝင်ပစွာပြနေရဲ့ပြင်ရွာကမ်းဘက်ကိုလှမ်းမျှော်သလိုပြည်ဝင်လမ်းမကိုခရမ်းပြမြင်းရိုင်းတကောင်ခွာစုံပေါက်ရင်စောင့်ကြိုနေတယ်အားလုံးခဏညကိုလှဖို့မိမထွန်ကြနဲ့အောင်ကျဲရောင်ဖွဲဖွဲလာရောင်ကြဲကြဲမှာမြင်းရိုင်းတို့ရဲ့ခွာတန်းကြပြရွတ်တန်းကိုအရင်ခံစားမယ်ချမ်းငိမ်20ရက်9လ2023ကဗျာနံပါတ်82ငါတို့နိုင်ငံတော်ဝင်သက်ထွက်သက်တွေနဲ့ပဲအသက်ရှူကျက်နေတဲ့နိုင်ငံမှာမှောင်နှက်မဲမဲတဲ့ကြွက်တွေကငှက်အဖြစ်လူသားဖြစ်တည်မှုကိုစောက်ထိုးမိုးမျောလှုပ်ပစ်ခဲ့ထမင်းတလုံးအတွက်တနတ်နဲ့လူလုံနေသူတွေရဲ့တမိုက်တထွားငစားနဲ့အဖန်900သမုတ်တရားမှာတန်တရားဝမ်းစာတွေနေဝင်ချိန်အထိမြားခဲ့ကြရာဒုတာဝန်ကတ်3ပါးနဲ့လုံးပါပါသွားတဲ့နိုင်ငံပါဒီနိုင်ငံမှာအသက်ဈေးဟာပစင်းတကောင်ရဲ့တောင်မှန်လို
ပေါ်ပါပါလွှာလွန်လှတယ်ချမ်းငိမ့်20ရက်4လ2024ကဗျာနံပါတ်85ဖာပေးစရာကြံသေးလေလေဝေတိုင်းကြွေကြလာတဲ့ပန်းတွေမှာသွေးရနံ့ရနေမျက်ရည်နဲ့ပြိုးတဲ့ပန်းဟာသွေးနဲ့ရမ်းငွေ့ဝနေတယ်အသက်ကိုအသက်နဲ့ဆက်နေရချိန်မှာသွေးဆိုတာအဝေးမှာနေလေမျက်လုံးအိမ်ကကြာရတာပါပဲတစ်တုံးတွေမို့ရေစုံမျောချိန်လူသားမှန်ရင်တော့မျက်ရည်တွေနဲ့စံတက်ရမပေါ်စစ်မိတ်စာမှာလိပ်ပြာမရှိဘူးတိတ်ခါမရှိဘူးထောက်ညာတာမရှိဘူးသူတို့ကဘုံတနှက်နဲ့ဘလူးဇက်ကတယ်သူတို့ကကြည်စံဆိုရင်ငါတို့ကတော်လှန်ရမပေါ်လူအခွင့်အရေးဟာဈေးကြီးတယ်ကြေညာချက်တွေနဲ့ထုတ်ပိုးခံရတဲ့ဘဝတွေဟာမျက်ရည်လဲရွယ်အန်တခဲခဲဘဝသွေးအသက်လူဖြစ်တည်မှုအတွက်ငါတို့ဘာပိဆက်စရာကြံသေးလေချမ်းငိမ့်12ရက်4လ2023ကဗျာနံပါတ်88ငေးသူရဲ့မျှော်တီးမက်လာရဲ့နေကြီးဦးတို့ဖူပွင့်စနနက်ခင်းမှာငှက်တီလေးတို့အရေးရှာကြဆဲပါကွယ်ဘာမှမဖြစ်တလို့နေအောင်ကြဲကြဲမှာအေးဓာတ်ကလည်းထူထူထဲထဲဖေဖော်ဝါရီတလလုံးလုံးခန္ဓာရတဲ့ဘုံဘုံလဲကြသလိုကျွန်တော်ရေငတ်နေခဲ့တာအလွတ်ရနေတဲ့ပြက်ကလေးစာရွက်ကိုခဏခဏပြန်ကြည့်မိတဲ့အထိတနတ်တန်တွေကမှတ်ညံတွေကိုချိုးဖောက်အနဖားဖောက်ထဲမှာကလအုပ်တကောင်နဲ့အတူကျွန်တော်ပိတ်မိနေခဲ့တာနိုင်ငံတော်တခြင်းကိုစိတ်ရင်းအတိုင်းဆိုခြင်းနဲ့လူဖြစ်ကြိုးနှက်မှုကိုအသက်နဲ့လဲယူနေရတဲ့ကဘာမှာကိုယ်တိုင်းပြည်ကိုစိတ်နှစ်နေရတာထိုက်တန်တဲ့လူဖြစ်ကြိုးနှက်မှုတစ်ခုလာကွယ်တချို့ကတော့ဘာမှမဖြစ်သလိုလစ်လက်နေတဲ့အုတ်ချက်တွေကြားသဲပွင့်တွေလိုလွင့်ရင်လူစင်မမီတာတွေကိုတေးရပါယူသွားကြတယ်တချို့ကတော့အမှောင်မြစ်ထဲရဲရဲခုန်ချကြဲကြွေဘဝနဲ့နိုင်ငံဝေဖို့အလင်းဆက်တွေပေးနေကြတယ်အခုຫນွေဦးကหนีပါပြီကွယ်ထွက်ပြူစချယ်ရီဖူးမှာအနှွေဓာတ်တို့ရှိနေကြောင်းထိုးထိုးထောင်ထောင်မေပယ်ရိုးရန်ကပန်းတပွင့်နဲ့တက်သေးထူတယ်နှင်းကျွမ်းပင်တို့ရိုးရန်ဆိုလက်ပန်ဖူးခတ်နှင့်ခစ်တေးဆိုသည်ຫນွေဦးစီတို့ချမ်းငိမ့်2ရက်3လ2024